ကောင်းဘယ်ရောက်မစတန်ရာတန်ကြီးပြီးဝယ်လို့ရတယ်မန်နေစဖောက် အားလုံးဝယ်လို့မရပါဘူး ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာ ရှင်မင်းဝေနဲ့ဖန်တီးယူထားတာမဟုတ်ဘူး မနင်းနဲ့ငါနဲ့တည်တဲ့အထိဘယ်တော့မှမခွဲချင် အဲ့ဒီပျော်ရွှင်မှုတွေဆိုတာအဲ့ဒီငွေနဲ့ပဲလဲနေကြတာ ဒါပေမဲ့တချို့ပျော်ရွှင်မှုတွေကဝေနဲ့ဖန်တီးယူလို့မရပါဘူး ကိုကမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချင်ရတယ်ရှင်မင်းကို3ရက်ဝယ်မယ်ရောက်လာ တရားကြီး 3ရက်ပဲ